ဒါကတော့ကျွန်တော်ရဲ့ဖန်နဲ့ဆော့ထားတဲ့ဂိမ်းတူပဲဖြစ်ပါတယ်ဂိမ်းတူမှာကျတော့ဒီဘဲကဘယ်လိုပြောမလဲပထမပွဲမှာဗျာကျွန်တော်ကဖိုးနဲ့ရှုံးထားရပြောအဲ့တော့ဂိမ်းတူကိုဆက်ဆော့တော့ကျွန်တော်ဗာပြောချင်လဲဆိုဒီဘဲရဲ့စကီးတွေကရှော့တွဲလို့တော့မရဘူးဗျာဒီဘဲကကျွန်တော်ဗာပြောလဲဆိုတော့သူအားတဲ့စတားလိုက်ခဲ့တော့မလို့ရင်ဘူးနေချင်းရင်တို့နေချင်းကလေးတော့ပြီးပါဗျာတဲ့အဲ့တော့လေရတယ်လို့ဘယ်လိုဒီဝဲနိုင်တာနဲ့ကျွန်တော်ပြီးမယ်ဗျာလို့ပြောခဲ့တယ်ပေါ့ဗျာကဲဝဲလေးကဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်လည်းတူတူသွားကြည့်ကြလို့ပေါ့ဗျာကဲမဟုတ်လေကြည့်နေရပဲကဲပွဲလေးစမယ်ဆိုတော့2-3ဆိုရရလက်ကိုရပြီဒီမှာဆိုကျွန်တော်3စင်ကန်ပြီးတော့ထိုးသွားတာရှော့တယ်ဒီမှာ skill 1ရဲ့ skill 1 play ကရှော့သွားတဲ့အချိန်မှာ easy လေးပဲကိုရဟာမြန် EView ရဲ့ကျန်းတယ်ဘလို့ရဒါပေမဲ့မရဘူးရှော့3-4ဆိုရရလက်ကိုရတော့ကျွန်တော်ခြုံထဲမှာ skill 1နဲ့ဆင့်သုံးပြီးတော့ပေါက်တာလောက်တာဒီဘဲကရင်ကန်မယ်လောက်တာကျွန်တော်ကရင်ကန်လိုက်တယ်ဒီဘဲပြန်ကန်တော့မသိတော့ဒီဘဲပြေးတယ်ဗောပြေးတယ်skill 1 play ကတော်တော်ရှော့တယ်ဗောနော်ကဲဒီဘဲဆိုရင်ဒီဘဲကပြန်မလို့လောက်တာ easy လေးပဲ play ကလေးနဲ့ကောက်ထိုးပေးလိုက်တယ်ရှော့ဖိုးဆိုရလက်ကိုရတော့ကျွန်တော်တောင်းမချိုးဘူးဒီဘဲကိုဖိုက်ကင်းနဲ့ရအောင်တတ်မယ်ဆိုပြီးတော့လောက်တာမရဘူးဗျာခုချိန်မှာတောင်းပြစ်လို့လုံးဝကိုမရတော့ဘူးရှုံးပြီပဲဗောဗျာ